သမိုင်းပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေလုံးဝမသိရှိသေးတဲ့မြေပုံပေါ်မှာလည်းအစအနရှာမတွေ့နိုင်တဲ့ကဘာဟုတ်ခေကျွန်းတကျွန်းမြမပင်လေပင်ထဲမှာရှိနေတယ်ဆိုရင်တင်ယုံကြည်နိုင်ပါလားကျွန်တော်တို့တည်ထားတဲ့ဒိုင်နိုဆောတွေမျိုးတုံးထားပြီဆိုတဲ့အယူအဆဟာဒီကျွန်းပေါ်မှာတော့ပြောင်းပြန်ဖြစ်နေပါတယ်အားလုံးပဲမင်္ဂလာပါ next step မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုထူးပါကျွန်တော်အားပေးတဲ့အနေနဲ့ like and subscribe လေးလုပ်ခဲ့ပေးပါဦးမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းရဲ့ကမ်းလွန်ပင်လေပင်တောင်မှကျွန်းပေါင်းရှိလာကျိုးစူးစိမ့်နေတဲ့မိတ်ကျွန်းစုဟာအခုထက်ထိပဟိလီတွေနဲ့ပြည့်နှက်နေတော့မှာပဲအဲ့ဒီကျွန်းစုတွေရဲ့အစွန်ဆုံးလူသူမနီးတဲ့အရာမှာထူးထက်တဲ့အမျိုးဟိုးတွေအမြဲဖုံးလွှမ်းနေတဲ့ရွှေဝဲကျွန်းတစ်ကျွန်းရှိနေပါတယ်ဒီကျွန်းဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတည်းကပင်မကုန်းမြင့်ကြီးနဲ့ပြတ်တောက်သွားခဲ့သည့်တီးသားတစ်ပါးတစ်ခုဖြစ်တည်နေခဲ့တာပါဒီနေရာမှာတော့ကဘာဝတရားဟာသူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့လဲပတ်နေပြီးကဘာအိုခိကအီယာမတတဝါကြီးတွေဟာဒီနေ့ထက်ထိရှင်သန်ကျက်စားနေကြဆဲဖြစ်ပါတယ်ပင်လေပြကြီးရဲ့အလဲမှာကြောက်ဆောင်အထထဝင်းရံထားတဲ့ဒီကျွန်းစီကိုချင်းကပ်ဖို့ဆိုတာမလွယ်ဘူးပါဘူးရှေးရောက်ရေလူသားကြီးတွေရဲ့ပြောပြချက်အရအဲ့ဒီကျွန်းအနားကိုချင်းကပ်မိတဲ့လွယ်တွေဟာထူးဆန်းတဲ့အတန်နှက်ကြီးတွေကိုကြားရလိရှိပြီးရေရောက်မှလည်းတောင်တောင်လောက်ကြီးမားတဲ့တတဝါကြီးတွေကူးခတ်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်ကျွန်းရဲ့ကမ်းခြေကိုစတင်ခြေချလိုက်တာနဲ့တင်ဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကိုပြန်ရောက်သွားသလိုခံစားရမှာဖြစ်ပါတယ်ဒီနေရာမှာရှိတဲ့တစ်ပင်တွေဟာကျွန်တော်တို့မြင်တွေ့နေကြတစ်ပင်မျိုးတွေမဟုတ်ပါဘူးအေယာမအလေးကျဲပေါက်နေတဲ့အပူပိုင်းမိုးသစ်သောအပင်ကြီးတွေဟာမောပေါ်ကိုထိုးတက်နေပြီးနေရောင်ခြည်တောင်မြေပြင်ကိုကောင်းကောင်းမချရောက်နိုင်တော့အောင်ထိုးထက်လာပါတယ်ဒီကျွန်းရဲ့ထိုးချချက်ကတော့အောက်ဆီဂျင်ပမာဏဟာပုံမှန်ထက်ပိုမိုများပြားနေတာပဲဖြစ်ပါတယ်အဲ့ဒီလိုအောက်ဆီဂျင်ကျွဲဝင်မှုကြောင့်ပဲဒီကျွန်းပေါ်ကအင်းဆက်တွေနဲ့တတဝါတွေဟာပုံမှန်ထက်ဆဲစားမှုကကြီးမားနေကြတာပါကမ်းခြေရဲ့တဲတောင်ပင်ပေါ်မှာတင်လူတစ်ယောက်စာလောက်ရှိတဲ့အေယာမပစွန်းထူကြီးတွေနဲ့ကနားကြီးတွေတွာလာနေတာတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီထက်ပိုပြီးထိတ်လန့်စရာကောင်းတာကတဲတောင်ပင်ပေါ်မှာထင်းချနေတဲ့ခြေရာကြီးတွေပါပဲအဲ့ဒီခြေရာတွေဟာအချင်း9ပေလောက်ရှိပြီးမြေကြီးတဲကိုနှက်ဝင်နေတာကြောင့်ဒီတတဝါဟာဘလောက်တောင်အလေးချိန်စီးမလဲဆိုတာခံမှန်းကြည့်လို့ရပါတယ်ဒါဟာကြားဒါမှမဟုတ်စင်ခြေရာမဟုတ်ပဲကျွန်တော်တို့စာအုပ်ထဲမှာပဲဖတ်ဖူးတယ်ကဘာဦးဒိုင်နိုဆောတွေရဲ့ခြေရာတွေနဲ့ဆင်တူနေပါတယ်လေးထူထဲမှာလည်းထူးဆန်းတဲ့အနားအသက်တွေနဲ့အတူဝေးကွာတဲ့တောင်နက်ထဲကနေထပ်ပေါ်လာတဲ့တွန်းခါတန်ကြီးတွေကိုကြားနေရပါတယ်ဒီကျွန်းဟာသက်ရှိရုပ်ကွင်းတွေစူဝေးရနေရတခုမဟုတ်ပဲကဘာဦးခေတ်ကတတဝါတွေအမှန်တကယ်ရှင်သန်ကြီးထွားနေတဲ့ရှင်သန်နေတော့တမိုင်းကြတိုက်ကြီးတစ်ခုဖြစ်နေတာပါကျွန်းရဲ့အတွဲမိုင်းကိုပိုမိုတိုးဝင်လာတဲ့အခါကတော့တောအုပ်ဟာပိုမိုမောင်မောင်လာပြီးကြောက်မဲ့ဖွယ်ရာကောင်းလောက်တိတ်ဆိတ်သွားပါတယ်လူတရက်ဆိုသလိုမြေကြီးတစ်ခုလုံးတုံခါသွားပြီးတစ်ပင်ကြီးတဲ့လေးကိုရင်းထိုးသွားပါတယ်ဒီနောက်မှာတော့ထူထပ်တဲ့တစ်ကိုင်းတွေကြားကနေအရှည်15ပေမကားတဲ့လေးပင်ရှည်ကြီးတစ်ခုထွက်ပေါ်လာပါတယ်ဒါဟာကျွန်တော်တို့တမိုင်းမတင်မိခေကအပင်စားဒိုင်နိုဆောလို့တည်ထားကြတဲ့ Brachiosaurus မျိုးနဲ့ဆိုတဲ့တတဝါကြီးတစ်ခုဖြစ်ပါတယ်ဒီလိုတစ်ခုလုံးမှာကြောက်ခေကရေမော်တွေနဲ့ညွေပင်တွေရစ်ပတ်နေပြီးတောင်တလုံးရွေလာနေတယ်လို့မျိုးခန့်ညားလုံးလာပါတယ်ဒီတတဝါကြီးဟာလူသားတွေကိုရန်ပြူးဖို့စိတ်မဝင်စားပဲတစ်ပင်အဖျားကအရွက်နှုတ်တွေကိုသာအေးအေးလူလူစားတောက်နေတာပါဒါပေမဲ့ဒီအေးချမ်းကခဏတာပါပဲတော်အုပ်ရဲ့တစ်ဖက်ချမ်းကနေစူးရှဲတဲ့အော်ဟစ်တန်တစ်ခုထွက်ပေါ်လာပြီးညက်တွေဟာပြန်တက်ကုန်ကြပါတယ်အပင်စားတတဝါကြီးဟာထိတ်လန့်သွားတဲ့ပုံစံနဲ့သူ့ရဲ့အေးရမာကိုထေကြီးကိုလှည့်ပြီးတောနဲ့ထဲကိုအမြန်ဆုံးဆုတ်ခွာသွားပါတယ်ဒါဟာတခုခုကိုတတိပေးနေတာပါဒီကျွန်းပေါ်မှာအေးချမ်းတဲ့အပင်စားတတဝါကြီးတွေတည်းမကပဲသူတို့ကိုအစာအဖြစ်အမဲလိုက်မဲကြောက်မဲ့ဖွေရအသားစားတတဝါကြီးတွေလည်းရှိနေတယ်ဆိုတာကိုကျွန်တော်တို့သတိထားလိုက်မိပါတယ်လေထဲမှာလည်းလက်ဆက်တဲ့သွေးညီနှံတစ်ခုကတဖြည်းဖြည်းပြန်လွင်လာပါတယ်လေထဲမှာပြန်လွင်နေတဲ့သွေးညီနှံနောက်ကိုစူးစမ်းကြည့်လိုက်တဲ့အခါကြောက်ဆောင်နဲ့ဝန်းရံထားတဲ့ချွေးဝမ်းတစ်ခုကိုတွေးလိုက်ရပါတယ်အဲ့ဒီမှာမြင်ကွင်းဟာထိတ်လန့်စရာပါမြေပြင်ပေါ်မှာအေယာမတတဝါကြီးတစ်ကောင်ရဲ့အယိုးစုတွေပြန့်ကျဲနေပြီးအဲ့ဒီအယိုးစုတွေကိုဝိုင်းအောင်စားတောက်နေတာကတော့ကြောက်ခေဦးက raptor မျိုးနွယ်စုတွေစင်တူတဲ့တတဝါအုပ်စုပဲဖြစ်ပါတယ်ဒီတတဝါတွေဟာအရွယ်စားအဖြစ်လူတယောက်စာတဲ့ရှိနေတယ်အလွန်လေးမြန်ပြီးအုပ်စုလိုက်အမဲလိုက်ကြတာပါသူတို့ရဲ့ခြေသေးတွေဟာဓာတ်သွားတစ်ခုကိုထပ်မြင်နေပြီးမျက်လုံးတွေကတော့တားကောင်ကိုအသေးသက်ကိုချောင်းမြောင်းနေတဲ့လူသက်သမားတရားကိုအေးစံတော့လာပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုပိုပြီးတုံးလုပ်စေတာကဒီ raptor တွေတောင်မှကြောက်လန့်တကြထပ်ပြေးသွားစေတဲ့အတန်နက်ကြီးတစ်ခုပါပဲမြေပြင်ဟာဘုံပေါက်ကွဲသလိုတုံခါသွားပြီးတောအုပ်အစွန်ကနေကြောက်ခရဲ့ဘရင်လိုတင်စားရမယ် T-Rex Tyrannosaurus Rex နဲ့မျိုးနွယ်တူ
တောင်ပိုင်းသားအေယာမအသားစားဒိုင်နိုဆောကြီးတစ်ကောင်ထွက်ပေါ်လာပါတယ်။သူ့ရဲ့ဟင်းဟောက်တန်ဟာတကြွလုံးကိုတုံခါသွားစေပြီးပတ်ဝန်းကျင်ကငတ်တွေဟာလမ်းပြန်ပြန်တက်ကုန်ကြပါတယ်။ဒီသတ္တဝါကြီးရဲ့ခန္ဓာကိုယ်ဟာအကျေးခွက်အထက်နဲ့ဖုံးလွှမ်းနေပြီးသူ့ရဲ့သွားတွေဟာလည်းတန်မဏိကိုတော့ပိုက်ပြန်နိုင်တဲ့ပုံစံရှိနေပါတယ်။အခုတော့ကျွန်တော်တို့ဟာဒီကျွန်းရဲ့အစာကွင်းဆက်မှာအမြင့်ဆုံးရှိနေတဲ့သတ္တဝါကြီးနဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်ရပါပြီ။ အဲ့ဒီအေယာမအသားစားတတဝါကြီးရဲ့ရှေ့မောင်မှာကျွန်တော်တို့ဟာဘာမှမတက်နိုင်တဲ့တားကောင်လေးတွေလိုဖြစ်နေကြရပါတယ်။သူတွေအေးဆက်တဲ့မေလုံးတွေကကျွန်တော်တို့စီကိုစူးစူးဆိုင်ဆိုင်ကြည့်နေပြီးဟင်းဟောက်တန်းကြောင်မြေပြင်ဟာဘုံပေါက်ကွဲသလိုတုန်ခါနေပါတယ်။ကျွန်တော်တို့ဟာအသက်ကိုဖတ်နဲ့ထုတ်ပြီးကြောက်ဆောင်တောင်ကုန်းတွေရှိရတဲ့ကိုအစွမ်းကုန်ထွက်ပြေးခဲ့ရပါတယ်။တောင်ကုန်းတစ်ခုရဲ့အထက်ပိုင်းကိုရောက်တဲ့အခါမှာတော့ကျွန်တော်တို့ဟာမယုံနိုင်စရာမြင်ကွင်းတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်။ကျွန်းရဲ့အလေဘေးဟုံးမှာမီးတောင်ဟောင်းကြီးတစ်ခုရှိနေပြီးအဲ့ဒီနေရာမှာတော့အေယာမပြန်တန်းနိုင်တဲ့တက်တွားတွေကြီးဖြစ်တဲ့ pterodactyls တွေဟာကောင်းကင်ယံမှာဝဲပြန်နေကြပါတယ်။ဒါပေမဲ့အထူးဆန်းဆုံးကတော့အဲ့ဒီမီးတောင်ဝါနာမှာနီးထိုင်နေကြတဲ့လူသားမျိုးနွယ်စုတွေပဲဖြစ်ပါတယ်။သူတို့ဟာကျွန်တော်တို့တည်ထားတဲ့ခေတ်သစ်လူသားတွေမဟုတ်ပဲဒီကျွန်းရဲ့ဂေးဟာစနစ်နဲ့တသားတည်းကျနေတဲ့ကဘာဦးမျိုးနွယ်စုတွေဖြစ်နေတာပါ။သူတို့ဟာဒီကြောက်မဖွယ်တတဝါတွေကြမှာဘယ်လိုနည်းနဲ့ရှင်တန်နေထိုင်ကြသလဲဆိုတာကတော့အခုထိပဟေလီတစ်ခုပါပဲကျွန်တော်တို့ဟာဒီရှိုးဝက်ချက်တွေကိုမတန်ထုံးဖို့စ조사ကြည့်မှာပဲမီးတောင်ကြီးဟာရုတ်တရက်လွတ်ခတ်လာပြီးပြပူးတွေထွက်လာပါတယ်ဒီကဘာဦးကျွန်းကြီးဟာသူ့ရဲ့ရှိုးဝက်ချက်တွေကိုထိမ့်သိမ့်ဖို့အတွက်ကျွန်တော်တို့ကိုနှင်ထုတ်နေတယ်ပါပဲကျွန်တော်တို့ဟာအသက်ဘေးကနေလွတ်မြောက်အောင်ကျွန်းပေါ်ကနေအမြန်ဆုံးဆွတ်ခွာခဲ့ရပြီးနောက်ကျောင်းပြန်ကြည့်လိုက်တဲ့အခါမှာတော့ထူးထက်တဲ့မျိုးကိုတွေကကျွန်းကြီးတစ်ခုလုံးကိုပြန်လဲဖုံးလွှမ်းသွားခဲ့ပါပြီ။မေကျွန်းစုရဲ့ဒီရှိုးဝက်ကဘာဟာနောက်တစ်ချိန်ဘသူတွေနဲ့ပြန်တွေ့ဦးမလဲဆိုတာကတော့ပဟေလီတကူအဖြစ်ကြံရစ်ခဲ့ပါတော့တယ်။အခုတင်ဆက်ပေးခဲ့တဲ့မေကျွန်းစုရဲ့ပျောက်ဆုံးနေသောကဘာအကြောင်းကတော့ဒီမှတင်ပြီးဆုံးပါပြီ။နောက်ထပ်လည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းနဲ့ဖိရက်စမ်းကြယ်မှုတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်